အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခလေးလေးတွေအတွက်ကကြီးကိုဘယ်လိုတင်မလဲဆိုတာကြည့်ရအောင်ပါเนาะအဲ့တော့ဒီပုံစံလေးကအိမ်မှာ၄နှစ်ခလေးလေးတွေကနေစပြီးတော့လိုက်တင်လို့ရပါတယ်အဲ့တော့အရင်ဆုံးကျမတို့ကကြီးလေးရဲ့ရီးဆွဲနီးလေးကိုကြည့်ပါမယ်ခလေးကိုအရင်ဆုံးလက်ကလေးနဲ့ထောက်ပြီးတော့ပြောပြမယ်တစ်ချက်နှစ်ချက်ကြီးတစ်ချက်နှစ်ချက်ကြီးတစ်ချက်နှစ်ချက်ကြီးရဲ့ဆွဲနည်းလေးကိုပြောမယ်ပြီးရင်သူ့ရဲ့နာမည်ကကြီးအတန်ကဆိုတဲ့အကြောင်းပြောပြမယ်နာမည်ကကြီးအတန်ကနာမည်ကကြီးအတန်ကကျမဒါလေးကိုဖြတ်လိုက်မယ်နော်ခလေးလေးတွေကရေးကြမလို့သိရင်ရပြီဆိုတော့နာမည်ကကြီးအတန်ကအဲ့ဒီပုံစံလေးနဲ့သူတို့ကိုဒီရေးဆွဲနည်းလေးကိုပြောမယ်ပြီးရင်ဒါလေးကိုပြောပြမယ်ပြီးတော့ရင်သူတို့ဒီရေးဆွဲနည်းလေးအတိုင်းလေးချောင်းမြင်းလေးထဲမှာရေးပြမယ်တစ်ချက်နှစ်ချက်ကြီးတစ်ချက်နှစ်ချက်ကြီးဒါမျိုးလေးဖြစ်မယ်နော်အဲ့ဒါပြီးတော့ရင်ကျမတို့ကဘာဆက်ပြီးတော့ပြောမလဲဆိုတော့စာအုပ်ကလေးတွေရှိလိမ့်မယ်နော်ဝယ်ရတာလည်းလွယ်မှာပါအဲ့တော့ဒါမျိုးပုံစံပေါ့နော်ဘီးကပြတင်မယ်ဘီးဝေါ်ဟာတာတင်မယ်အဲ့တော့ဘီးကပြကတော့ဘာကပြလဲဆိုရင်ကြီးရေကမမကကျိုးစုံစွာကပျော်ရွှင်မြူးကြွခုံပြီးဆိုင်းတွေပုံတွေတီးနေ့စဉ်ဖတ်ပြပါအလွတ်ချက်ဖို့မဟုတ်ပါဘူးเนาะနေ့စဉ်ဖတ်ပြပါအဲ့တော့ဒီလိုကြပြလေးမှာကျမတို့ကကြီးလေးရဲ့ဘီးကြပြလေးကိုတင်ပေးမယ်ပြီးရင်ဒီလိုပုံလေးတွေနဲ့ပြပြီးတော့သူတို့နေ့စဉ်ဖတ်ပေးမှာပေါ့နော်ပြီးသွားရင်တော့ဒါကဝေါ်ဟာတာလေးမှာကျမကဒီမှာကနဲ့စတာလေးတွေကိုရွေးပေးထားတယ်ခလေးတွေကိုလည်းကျမတို့ဒီဝေါ်ဟာတာတွေအပြင်နောက်ထပ်ကနဲ့စတဲ့ဝေါ်ဟာတာတွေအများကြီးပြောပြပေးလို့ရတာဖြစ်ပါတယ်နော်အဲ့တော့ကျမကအခုဒီဝေါ်ဟာတာလေးတွေကိုခလေးလေးတွေတိပြီးသွားပြီဆိုရင်သူတို့ဒီဟာကိုစိတ်ဝင်စားဖို့အတွက်ပုံဆွဲပြကြမယ်ကျမတို့ဘာပုံလေးဆွဲပြမလဲဆိုလို့ရှိရင်ပထမဦးဆုံးကညွတ်ပုံလေးဆွဲပြလို့ရပါတယ်အဲ့တော့ကညွတ်ပုံလေးဆွဲမယ်ကညွတ်ကလေးကမခတ်ပါဘူးเนาะဒီလိုမျိုးလေးတွေဆွဲပြီးတော့အောက်ခြေမှာဒါမျိုးလေးလုပ်ပါမယ်အပေါ်မှာအဖူးလေးနဲ့ပါဒီပုံစံမျိုးလေးအဲ့လိုမျိုးပုံလေးတွေဆွဲပြပြီးတဲ့အခါမှာသူတို့ပို့ပြီးတော့စိတ်ဝင်စားကြပါတယ်အဲ့တော့ကညွတ်အစည်းကလေးကိုဆွဲပြပေးလို့ရတယ်နောက်တစ်ခါခလေးပုံလေးကိုဆွဲမယ်ခလေးကလေးရဲ့ပုံကလေးဆွဲပြလို့ရတာဖြစ်ပါတယ်နော်ခလေးတွေသူတို့ကိုယ်တိုင်လိုက်ဆွဲလို့ရတဲ့ပုံလေးတွေဆိုလို့ရှိရင်အစင်ပြေပါတယ်ဒါမျိုးလေးဆွဲလို့ရပါတယ်ပုံကတအားကြီးခတ်နေစရာတူနေစရာမလိုပါဘူးเนาะအဲ့တော့ဒါဆိုရင်ကျမတို့ကကြီးရဲ့ရေးဆွဲနည်းလေးကိုခလေးကိုတင်ပေးတယ်ဆိုတဲ့အတန်ကိုတင်ပေးတယ်ကြီးဆိုတဲ့နာမည်ကိုတင်ပေးတယ်ပြီးသွားလို့ရှိရင်ကျမတို့ဒီကြီးဘီးကပြလေးကိုတင်တယ်ပြီးရင်ကြီးဝေါ်ဟာတာလေးကိုတင်တယ်ဒီဝေါ်ဟာတာလေးတွေကိုပုံဆွဲပေးတယ်ဒါဆိုလို့ရှိရင်ခလေးအတွက်ကျမတို့အဆင်ပြေပြီဖြစ်ပါတယ်ဒါကြီးအတွက်တင်မုံတင်နည်းလေးပါရှင်